လူတွေဟာရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိဘဲနဲ့လေအာယုံခံစားမှုကိုရရှိနိုင်ကြပါတယ်ဘလို့ဖိအားဒါမှမဟုတ်ပြင်ပကတက်ရောက်မှုမှမရှိဘဲနဲ့တော့ဦးနောက်ကိုစကန်ဖတ်စစ်ဆေးကြည့်တဲ့အခါထိတွေ့မှုကိုအတိတ်ပဲဖွင့်ဆိုတဲ့အစိပ်ပိုင်း touch processing regions တွေဟာအလို့လုံနေတာကိုတွေ့ရပါတယ်ဒါကိုတက်တဲ့အထောက်အထားပေါင်းထောင်းကြည့်ပြီးမှတ်ကမ်းတင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုများသောအားဖြင့်ဘလို့အခြေအနေတွေမှာတွေ့ရတတ်လဲဆိုတော့ phantom limb syndrome ခြေလက်အင်ကဖြတ်တောက်ထားရသူတွေမှာမရှိတော့တဲ့အစိပ်ပိုင်းကနေနာကျင်မှုဒါမှမဟုတ်ထိတွေ့မှုကိုခံစားနေရတာမျိုး mirror touch synesthesia တခြားသူတယောက်ထိတွေ့ခံရတာကိုမြင်ရယုံနဲ့မိမိရဲ့ခန္ဓာကိုယ်မှာပါလိုက်ပါခံစားရတဲ့ရှားပါတဲ့အာယုံခံစားမှုအခြေအနေမျိုးပါ anticipatory processing တစုံတစ်ခုကကိုယ့်ကိုထိတော်မယ်လို့ဦးနောက်ကကြိုတင်တွက်ဆထားတဲ့အခါအာယုံကြောတွေကတကယ်မထိခင်ကတကယ်ကတွန့်ပြန်နေတာမျိုးတွေပါ